တပူပေါ်နှစ်ပူဆင်းရပြန်တဲ့ညီမလေးတို့ချဲစီတင်အားလုံးပဲမင်္ဂလာပါဗျာ YJ Titan Sport ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဒီဟာဒီမှာစီးပြက်ကမ်းပြအနိုင်ဆုံးအသင်းဆိုရင်ညီမလေးတို့ချဲစီတင်ကိုပဲပြအောင်ပါပါချဲစီကပွဲတိုင်းဒီမှာအနေကထိလာတော့ဘောလုံးသင်းစာရှိတော့မှာဖြစ်ပြီးဒီအတွက်နောက်ဆက်တွဲတွေကိုလည်းခန်းစားနေရပါတယ်ချဲစီကလွန်ခဲ့တဲ့တစ်ပတ်ကအာဆနယ်ကိုအမ်ဘရိတ်မှာ2ဂိုးနဲ့ရှုံးနေခဲ့ပါတယ်ဒီဘက်မှာပီတိုနယ်တိုတယောက်အနေကထိသွားတာကြောင့်ချဲစီတို့ကမ်းဘတ်ပြန်မလာနိုင်ဖြစ်ခဲ့ရတာပါဒါပေမဲ့အခုတော့ Netto က FA ရဲ့နောက်ထပ်ဆွဲချက်တစ်ခုကိုရင်ဆိုင်ရအောင်မှာဖြစ်ပြီးညီမလေးတို့အသင်းလည်းတပူပေါ်နှစ်ပူဆင်းရပြန်ပါတယ်ချဲစီအပရိုင်းမှာဝမ်းသေးကြနေပေမဲ့ဒုတိယပိုင်းမှာဆန်းချဲအားနဲ့ချက်ကနေတစဉ်ဂျူလီယန်တင်းမာကိုဥဆောင်ကိုပေးလိုက်ရပါတယ်။အဲဒီနောက်မှာဒန်လူကြီးကအမှန်ကန်နေခံပြောနေခဲ့တာကြောင့်နက်တိုလည်းတဝါချီထားပါတယ်။ဒါကိုနက်တိုကနောက်3မိနစ်အကြာမှာဂါဘရီယယ်မာတင်နယ်လီကိုပြစ်ဒဏ်ပေါ်ကျူးလွန်လိုက်တာကြောင့်နှစ်ဝါတနီ TV ထုတ်ပယ်ခံလိုက်ရပါတယ်။နက်တိုကဒါကိုကွင်းထဲကနေချက်ချင်းထွက်မသွားပဲပေးကမ်းနေခဲ့တာပါ။အဲဒီနောက်စတုထတိုင်းကိုလည်းသူဘယ်တော့ကတဝါချီထားတာလဲဆိုတာသွားမင်းနေပါသေးတယ်။အခုတော့ FA ကနက်တိုကိုဒီကိစ္စနဲ့ပတ်သက်ပြီးဆွဲချက်တင်လိုက်ပါတယ်။နက်တိုကပုံမှန်ပြစ်ဒဏ်အတိုင်းတပွဲပန်ခံရမယ်ပြီးနောက်ထပ်ပွဲပယ်ပြစ်ဒဏ်တွေထပ်တိုးလာနိုင်ပါတယ်။ FA ကနက်တိုဟာဒန်လူကြီးရဲ့ပေါ်မှာမလေးမစားဆက်ဆံတယ်လို့မသိလျော်တဲ့စကားလုံးတွေသုံးလုံးပြောဆိုခဲ့တာကြောင့်အခုလိုဆွဲချက်တင်လိုက်တာဖြစ်ပြီးပြန်လည်ထူးချေဖြေရှင်ပေါ်မက်စတာ9ရက်နေ့ထိအချိန်ရမှာဖြစ်ပါတယ်။လက်ရှိအချိန်ဟာချဲစီအတွက်အရေးကြီးကာလဖြစ်ပါတယ်။ချဲစီကလက်ကျန်ဖလားနှလုံးကိုအာရုံစိုက်နေတယ်လို့ချန်ပီယံလိဝင်ခွင့်အတွက်လည်းဆက်လက်စူးစမ်းရအောင်ပါပါ။ဒီလိုအချိန်ဒီမှာနက်တိုသာထပ်ပြီးပွဲပယ်ခံရမယ်ဆိုရင်အသင်းသူစင်းကိုထိခိုက်လာနိုင်ပြီးရလဒ်ပိုင်းတွေကရဲရဲသွားမှာကိုစိုးရိမ်စရာဖြစ်လာနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။